အခု6နာရီကုတ်ကိုစိတ်မယ်ဒါစိတ်ရပါတော့မရတယ်နေကြည့်လိုက်မယ်ရှာရပြီထောက်ခဲ့လာဆိုကျမတို့ခဏချမယ် Photoshop ဖွင့်မယ်ပြီးတော့ကျမတို့ခုစိတ်လိုက်တဲ့ဟာပဲထည့်ရောက်သွားလဲဆိုရင်ဒီ laptop ထဲမှာမှဒီ download ဆိုတဲ့ထဲမှာသွားကြပါတယ်ဒီတောင်လေးဖြစ်ပါတယ်ရှင်သူ့ကိုဖွင့်လိုက်မယ်ကျမတို့ခုထုတ်မှာကတော့ budget ချွေတာတဲ့နီလန်လေးနဲ့တနဲ့သုံးနိုင်မယ့်နီလန်လေးဖြစ်တယ်အဲ့တော့ A4 ထဲမှာဒီ voucher code ကို60ဆအောင်ထုံးမယ်အဲ့တော့ကျမတို့30တကန်ယူမယ်ဒီမှာကျတော့1ကနေဒီကနန်းဟိုစထားတဲ့အတွက်ကြောင့်ကျမတို့31ကိုယူမယ်31 copy ယူမယ်ခဏလေးနော်ဒါကို copy ယူမယ်31တီကို copy ယူမယ်ပြီးရင်80 A4 စာရွက်ဆို80ဒီမှာအဲ့စာရွက်မှာခဏ copy ယူတဲ့ဟာကိုထားလိုက်မယ်နောက်ခါကိုယ့်ရဲ့အဆက်30စီယူမှာဆိုတော့32ကနေပြီးတော့61 32ကနေပြီးတော့61 copy ယူမယ်ဒီမှာထားမယ်62ကနေပြီးတော့61 copy ယူမယ်80နဲ့မှာထားမယ်လေ1 2 3ရပြီနောက်ထပ်ရှိသေးတယ်ကျွန်မ180ထုတ်ထားတဲ့အတွက်180ပြည့်အောင်ယူမယ်62ကနေပြီးတော့121မှာတစ်ဖြတ်သူ့ copy ယူမယ်122ကနေပြီးတော့151အထိတစ်ဖြတ် copy ယူမယ် A4 စာရွက်ပေါ်မှာတင်မယ်နောက်ဆုံးအဖြတ်150နဲ့နှစ်ကနေ181အထိတစ်ဖြတ် copy ယူမယ်ဒီမှာထားရမယ်အခုကျမတို့3ကမဲ့ဆန်တဲ့အတွက်ကြောင့်မို့လေယာ6ခုဖြစ်နေတယ်3ခုကိုနှလုံးလေးခဏပိတ်ထားမယ်ပြီးရင်ဒါလေးတွေကိုဆွဲဆန့်မယ်ဒီအောင်တော့ကြိုးစားနေပါတယ်ရှင်ဆွဲဆန့်မယ်ဒါလေးတွေပဲနည်းနည်းရှုprint ထုတ်မယ် okay ပေါင်ထဲမှာဝင်နေ Epson 360နဲ့ထုတ်မယ် plain paper ဓာတ်ပုံသားမဟုတ်တဲ့အတွက်ကြောင့်မို့ plain paper ကိုရွေးမယ်ဓာတ်ပုံမဟုတ်တဲ့အတွက် color နဲ့ဆိုရင်ကြာမှာဆိုလို့ grayscale နဲ့ထုတ်မယ် okay print ထုတ်ပါမယ်ထုတ်ပြီးသားလေးတွေကိုဖြတ်လိုက်မယ်layer 4 5 6သူတို့လည်းခဏလိုပဲ